ယုံကြည်ချက်ဖြစ်လာပြီးလို့ရှိရင်ဆရာတော်ကမလို့ကြည်ညိုလိုက်တယ်ဆိုရင်ဆရာတော်လေးဆွမ်းစားမကောင်းဆိုတနာသွားတယ်လူလိုလဲကူပေါ့တို့လူသားဆိုတဲ့သဘောတွေဟာသူတို့မှာလူတယောက်ကိုယုံကြည်ခြင်းနဲ့ယုံကြည်လွယ်တာရှိတယ်တနာလွယ်တယ်အားနာတယ်ဒါတို့လူသားတွေရဲ့သဘောတော်ပါဒီချက်လက်လေးတွေကိုပဲနင်းထားပြီးတော့လိန်ကျင်တဲ့ကောင်တို့ညာကျင်တဲ့ကောင်တို့စသည်အပြင်ပေါ့အဲ့ဒီဟာကိုအကြောင်းပြုတော့အသုံးချလို့လည်းရတယ်ဘာသာရေးမှာလည်းသူအသုံးချတော့တာအများကြီးပဲဒါမျိုးတွေဗုဒ္ဓဘာသာဘုံတော်ကြီးတွေတော့ဗုဒ္ဓဘာသာတော်ထုံးအများကြီးပဲလေဒါဘာသာရေးမှာလည်းဘယ်ဘာသာမဆိုဒီလိုပဲရှိပါတယ်အသုံးချတယ်သူတို့လူတွေရဲ့နှလုံးသားထဲမှာတနာရတဲ့ကျင်နာရတဲ့အားနာတဲ့ယုံကြည်လွယ်တဲ့ဒါငကိုတွေကမွေးရပါတယ်မွေးရပါဗီဇတွေအဲ့ဒီမွေးရပါဗီဇတွေကမပြောက်ဘူးအဲ့ဒီမွေးရပါဗီဇရဲ့သဘောတဘာဝတွေကိုသိတဲ့အောင်တွေကလူတွေကြတာပေါ့ဒါပါပဲဆိုတော့ဒါကြောင့်ဘာသာကိုးဝယ်ရင်တတ္တတရားဆိုတဲ့ယုံကြည်မှုနဲ့ပညာခွဲပြားစိတ်ချဖို့လုပ်ပါတတ္တကိုတော့အဖော်ပြုရတယ်သရတရားရှိလို့တခါကြီးဒီမှာပေးခေရတွေသင်္ကန်းကိုးတယ်လှူတာဒါအဲ့ဒီသရတရားရှိပြီလေအဲ့ဒီသရတရားနောက်အဖော်မှာပညာလေးလိုက်ပါတချို့ကယုံကြည်လိုက်တယ်ခုဒီမှာကြည့်တော်နေပြီလို့ရှိရင်ညနေခုတော့မနေ့နေလေးပို့ညနေပိုင်းညတညာလုံးအော်နဲ့နော်အော်ဆိုလိုက်တယ်နဲ့ဟောတန်လေးကလွန်းစရာတွေတနာတယ်ဟုတ်လားတနာစရာတွေအဲဒီကောင်ကငှက်ထဲမှာအလုံးအမြင်ကတ်စရာကောင်းတယ်အကျင့်ပုတ်တယ်သဘောကျတယ်သဘောကဆိုငါတို့ကသူ့တနာလိုက်တာကသရတရားလိုပဲဆရာတော်ကြောင့်မဟုတ်သူလေးနော်ညာတော်တညာတော့အော်အဲ့ကောင်အဲ့ဒီမှာကဒီကိုသူ့သားလေးကိုမွေးတော့မယ်ဆိုရင်သူများတိုက်ကိုကြည့်လိုက်တယ်ဥက3လုံးလောက်ရှိနှလုံးလောက်ကန်ချပြည့်တယ်သူ့ရဲ့သူအကြောင်းတော့တချို့ကိစ္စတွေမှာတနာတဲ့မေတ္တာတရားတွေကရုဏာတရားတွေသိပြီးတော့နောက်ကပညာနဲ့ခါမှာအလုံးအမြင်ကတ်ဆရာကောင်းသွားတယ်အကြောင်းအရာတို့ဒါပြောတာဆိုအဲ့ဥတို့ကန်ချပလိုက်သူ့သားလေးထဲ့ဘာသူ့သားလေးကိုသူအမေလုပ်တဲ့ပုဂ္ဂိုလ်ကသူမထိန်ရင်တော့နှုတ်တက်ရအောင်ချွေးမွေးသုတ်သိအောင်သူက3လုံးလောက်ဆိုနှလုံးကန်ချပြီးသွားပြီတစ်လုံးမရှိတယ်ကြီးကန်းတော့ပေမှာတတိကြီးတသားပေါ့တသားပဲပေါက်တယ်3လုံးဥလည်းတသားပဲကန်ချပြည့်တယ်အဲ့ဒါကိုပြောတာအဲ့တော့မန်လေးဆရာတော်ဘုရားရဲ့ပေမှာတသိကြီးတသားပေါ့ကြီးကတကောင်ပဲပေါက်တယ်ဆိုတာဘာကြောင့်ပေါက်မှမသိဘူးတကယ်တမ်းအဲ့အိုးကလောက်တာဒီမှာအိုးရရှိတယ်ဥတွေကန်ချပလိုက်တယ်ဆိုတော့အဲ့လိုမျိုးမေရမင်းအမေကအဲ့လိုဗီဇရှိတယ်ပြောမင်းကလည်းအဲ့ဒီဗီဇဂျင်းဂျနက်တစ်ဒါပြောတာဂျင်းကပါလာတာအဲ့ဒီကလေးအိုးကလေးလေးကသူနည်းနည်းလေးအတောင်ကြီးလာအကောင်လေးပေါက်လာလို့ရှိရင်ဘေးနာအကောင်ကြည့်ပြီးတော့ကိုလုံးနဲ့တွန်းပြီးတော့အဲ့ဥပြစ်ချာသူတယောက်တည်းပဲကြံတယ်သူကြည့်လိုက်အဲ့တော့သူ့ရဲ့အရင်ပေါက်သွားရင်တော့အဲ့ကောင်ကွတ်တယ်သူ့နောက်မှာပေါက်တဲ့ကောင်မရတော့အဲ့တော့အဲ့ဒီသူကမျက်လုံးလေးနေတယ်ဟိုကောင်မျက်လုံးနဲ့ကြီးကန်းနဲ့အဲ့တော့ကြီးတော့မှသိတယ်ခါကျအမေကသူ့မောင်းချပြဲတယ်အဲ့မှာသူကလွမ်းပြီးអော်နေတာ